အခု blog လေးကတော့စင်ကာပူကနေ Osaka ကိုသွားခဲ့တဲ့ blog လေးပေါ့နော်Very excited. ဘူဒင်းဂိတ်ကိုဖြတ်ပြီးတော့ဘူဒင်းဂိတ်မှာလင်းတက်ဖို့ဆောင်နေပါတယ်။စီရမယ်လင်းကအချိန်က 1 p.m. in the morning. I'm so sleepy and hungry. I want to eat. What was this of the food? No, breakfast. Breakfast? Yeah, we're eating breakfast. Then they won't serve the food now. No, now it's taking time. Then I will order the cup noodle on flight. It's the best. Hot. Hot. ညနာ skin care ပဲလုပ်လာတဲ့အတွက်ဒီတိုင်းလေးပဲရင်းနေနေပို့လိုက်ပြီးတော့အိတ်ဖို့အတွက် ready ပေါ့နော်လင်းတက်ချင်းရန်နေ excited ဖြစ်ပြီးတော့အိတ်မပြောတော့သူတို့ကလည်းစားတော့မ serve ပြင်မယ်လို့အေးတော့အရင်တိုက်တယ်ပေါ့နော်အဲ့ဒါနဲ့အေးလေးတောက်မွားနာလေးကြည့်အမ chicken or fish ဆိုပြီးတော့မိတဲ့အတန်ကြားပြီးတော့နိုးလာတာပေါ့နော်မနိုးချင်းနေထက်ကနေကောင်းကင်ရအောင်ကြည့်လိုက်ရန်လာ breakfast ကသူက chicken and omelette စားပြီးတော့ကိုကတော့ fish နဲ့ rice နဲ့ပေါ့နော်breakfast with you အလေးမမနေထွက်တာကြည့်ရတဲ့ရတာလေးပါနဲ့မှမတူရမ်းမိုက်တဲ့တော့တိတ်နေပေါ်မှာနေရထွက်လာတာပေါ့လိုမျိုးရမ်းလာဒီ6တင်တဲ့ဟာလေးကလေကိုလို economy မျက်စိရလူတွေအတွက်ဆိုအရင်သုံးဝင်တော့ပေါ့နော်ညဘက်ဆို6လေးတင်ပြီးရတော့ပို့ပြီးတော့နည်းနည်းချာချာအေးပြောတယ်ကဲ Osaka လေးစိတ်မှလင်းစိုက်ပါပြီJapan. Wow, so cold. Top is fine. Bottom is like freezing. Temperature 4 degrees. ဒီစိတ်ကနေထွက်လာပြီးတော့ train station ကိုသွားနေပြီonline ကနေဝယ်ထားတဲ့ train ticket ကိုဒီမှာ pick up လုပ်ပါပေါ့နော်အမ train ticket တော့အတွက် passport scan ရအောင်ပေါ့နော်သူရဲ့ passport scan လိုက်တော့ okay တယ်ကိုရဲ့ passport scan လိုက်တဲ့အချိန်မှာ scan counter ပါလာတယ် Cannot be read. Please ask station staff at counter for assistance. what the train ticket ရပြီလေးစိတ်ကနေ Osaka မြို့ပေါ်သွားမယ် train ticket သူက seat reservation လုပ်ရတဲ့ခါရဲwe still have time lah. Go first. ရထားပေါ်မှာအဲ့လို luggage လေးတွေထားဖို့အတွက်နေရာလေးလုပ်ပေးထားပါတော့ပြီးတော့သူကအဲ့မှာအကာလေးနဲ့ဆိုတော့ luggage တွေလည်းချော်မထွက်တော့တော်တော်လေးအဆင်ပြေတယ် C&D I think. Yes. ဆိုလေမျက်နှာတစ်ပြေမိတ်ကလေးပါလေးလာပြန်လာအောင်ကို Osaka station ရောက်ပြီပေါ့နော်အဲ့တော့ Osaka station ရောက်တဲ့ချိန်မှာပဲစပြီးတော့တိုင်ပတ်တာစင်ကာပူမှာဆိုလို့ရှိရင်ကြတော့အဲ့လိုမျိုးအိမ်စစ်ကိုပဲသူကနံပါတ်တွေနဲ့ပြတာကွာဒီမှာကြတော့သူက train track တွေကလည်းအများကြီးဆိုတော့နောက်ထပ်ရထားနောက်တစ်မျိုးပြောင်းစီမယ်ဆိုလည်းနံပါတ်နဲ့ပဲအဲ့တော့ကိုကအိမ်စစ်နံပါတ်ထင်ပြီးတက်သွားတဲ့ဥစားနောက်ထပ် train တစ်ခုရဲ့ platform ဖြစ်နေအဲ့တော့ Osaka station နေပြီးတော့အေးစစ်ရှာပြန်လို့ပေါ့တက်ပြီးတော့map ကနေကြည့်ပြီးတော့ hotel ကိုသွားနေရပေါ့အမှားရပြီသူမြေရောက်တဲ့သွားရင်ပူညံ့တယ်အပေါ်ကရှောက်ရတဲ့အခါကျတော့မီးပွိုင်လေးဖြတ်ရပါရနဲ့ဆိုတော့ပူကြတာပေါ့နော်ပူလဲ
ပင်ပန်းတာပေါ့နော်အမအထုပ်တွေဆွဲပြီးတော့နောက်ဆုံးတော့တဲမဲ့ဟိုတယ်ရောက်သွားပါတယ်ပိုင်း1လေးရတော့ဒီလောက်ပါပဲရှင်နောက် episode ဒီမှာပြန်တွေ့မယ်